Assalamu alaikum ဆက်လေးပါနော် AD တဲ့917ခုနှစ်တွင် Umayyad မင်းဆက်ဗိုလ်ချုပ်မိုဟာမက်ကာစင်အစ္စလာမ်မဟုတ်သည့်ဘာသာရေးတဲ့ဘာသာတရားရိုးရာယဉ်ကျေးမှုတို့အားထင်းထင်းဆောက်ရှောက်ခဲ့ကြောင်းခိုင်လုံသောထောက်ထားများရှိနေသဖြင့်အာဖဂန်နစ္စတန်ကိုနှစ်ပေါင်း1000အရင်မှစတင်အုပ်ချုပ်ခဲ့သည့်မွတ်စလင်မင်းဆက်တို့သည်လည်းဒေသခံပြည်သူတို့တစ်ချိန်နဲ့ကိုယ်ဝတ်ခဲ့သည့်ဘာသာသာသနာဆိုင်ရာယဉ်ကျေးမှုအမွေအနှစ်တို့အားမိမိတို့ကမယုံကြည်တော်လဲဖြည့်ဆည်းဖျောက်ဖျက်ခြင်းမရှိဘဲထင်းထင်းဆောက်ရှောက်ခဲ့သည်မှာတိတာထင်ရှားလာပါကြောင်းတမိုင်းပညာရှင်တို့ကအငြင်းမပွားပဲကောက်ချက်ချထားပါသည်ထိုအစ္စလာမ်ဘာသာဝင်မဟုတ်သောအစွဲကင်းသည့်တမိုင်းပညာရှင်တန်များကသုံးသက်ပြသောယုတ်တိဗေဒဆန်သောကောက်ချက်မှာအောက်ပါနိုင်ဖြစ်ပါသည်အကယ်၍သာအစ္စလာမ်သာသနာသည်မိမိနှင့်မတူသောဘာသာကြားများ၏ဒလိထုံးစံညီချင်းမှုအထိမ်းအမှတ်ဖျားเจ้าကအထိမ်းအမှတ်များကိုဖျက်ဆီးချေမှုန်းရန်ပြဋ္ဌာန်းထားပါလျင်အာဖဂန်နစ္စတန်နိုင်ငံအားအုပ်စိုးခဲ့သည့်အစ္စလာမ်မင်းအဆက်ဆက်တို့သည်နှစ်ပေါင်း1000အရင်ကသူတို့စတင်အုပ်ချုပ်စဉ်ကပဲအားလုံးသောဘာသာကြားအဆောက်အဦတို့အားအမြင့်ပါလှန်၍ဘာတစ်ခုမှမကြအောင်ဖျက်ဆီးဖြိုဖျက်ခဲ့ရမည်မှာတေချာလှပါသည်ဤသို့ဆိုပါကခေတ်သစ်မှာပေါ်ပေါက်လာသည့်အစွန်းရောက်တာလီဘန်တို့ဘာမီယန်ဗုဒ္ဓရုပ်ထုတို့ကိုမှိုင်းခွဲဖျက်ဆီးရန်ပင်ကြံခဲ့မည်မဟုတ်ပါဤအယုတ်ဆိုအကြည်တန်လာသည့်ဘာမီယန်အနိဋ္ဌာယုံဤအကြောင်းကံဖြစ်ရမှန်မှာကဘာပေါ်ရှိအစ္စလာမ်သာသနာပညာရှင်များနှင့်ခေါင်းဆောင်များကရုပ်ထုများအားမဖျက်ဆီးရန်အချိန်ချင်းတားမြစ်နေသည့်ကြားမှာအစွန်းထွက်အယူသည့်တာလီဘန်အချို့ကအစ္စလာမ်တရားတော်နှင့်ဆန့်ကျင်ကအတ္တမကျူးလွန်ခဲ့သည့်ရာဇဝတ်မှုတစ်ခုသာဖြစ်ပါသည်2015ခုနှစ်တွင်တရုတ်အမျိုးသားသတင်းမောင်နှံအလူရှင်နှစ်ဦးသည်ထိုစဉ်ကအာဖဂန်အစိုးရနှင့် UNESCO အဖွဲ့တို့၏ပံ့ပိုးကူညီမှုဖြင့် AD ခင်မီ 3D လေဆာအလင်းရောင်ထုတ်လွှင့်သည့်နည်းပညာကိုအသုံးချကာဘာမီယန်ပုံတော်နှစ်စုအားပြန်လည်ပုံရိပ်ဖော်ခဲ့ပါသည်လက်ရှိအခြေအနေတွင်အာဖဂန်နစ္စတန်နိုင်ငံ၌တာလီဘန်တို့သည်အမေရိကန်တို့၏ကြောတော်နောက်ခံပြုထားသောအစိုးရအားပုံကန်တိုက်ထုတ်ပြီးတိုင်းပြည်အားပြန်လည်အုပ်ချုပ်လျက်ရှိနေပါသည်တို့ရတွင်တာလီဘန်တို့သည်ဘာမီယန်၌ပြန်လည်ပုံရိပ်ဖော်ထားသည့်ဗုဒ္ဓရုပ်ပွားတော်နှစ်စုနှင့်ကျန်ဗုဒ္ဓယဉ်ကျေးမှုအမွေနှစ်တို့အားဖျက်ဆီးခြင်းမရှိဘဲအစဉ်လာမပြတ်ဆက်လက်ဆောင်းလျှောက်ထားပါသည်အထက်ဖော်ပြပါတာရကအချို့မှာအာယုဒယတွင်ရာမဟိန္ဒူဖျားเจ้าကိုဖြိုဖျက်ပြီးဘာဘရီဝေကျောင်းတော်အားမွတ်စလင်တို့ကမတရားသဖြင့်ဆောက်လုပ်ခဲ့သည်ဟု၍ဆွဆွဲချက်မှာမှားယွင်းကြောင်းတပ်တည်တစ်ခုသာဖြစ်ပါသည်ဤကဲ့သို့ညစ်ချေခိုင်မာမှုမရှိသည့်ဆွဆွဲချက်ဖြင့်တမိုင်းဝင်အစ္စလာမ်ဝေကျောင်းတော်များဝေကျောင်းတော်ကြီးအားအကြမ်းဖက်အာဓမနိုင်တဲ့စီးနှင်ဖြိုဖျက်မှုမှာတော်ရင်ဥပဒေသ law of the jungle ထက်ပင်ဆိုးဝါးလှပါသည်အဘယ်ကြောင့်ဆိုသောတဘာဝစွမ်းအားအစုစုဖြင့်ဖွဲ့စည်းထားသောဒီဟာစနစ်တွင်အင်အား